ဆရာကြီးမောင်သိန်းလွင်ဘာသာပြန်ဆိုထားသောမွန်တီခရစ္စတိုမြို့စာကြီးအခန်း90ရနံသောဟင်းလျာနဲ့စားဖွေအမည်စရင်ခုလက်ကဝက်ကိုအခုထိတင်းတင်းကြပ်ကြပ်ကင်ထားတဲ့ဓမြောက်ကိုတန်ကလာကတအံ့တအားနဲ့မိုးကြည့်လိုက်တယ်။ဘာဒီကြက်ကင်အတွက်ပြင်သစ်မွေသိန်းကြတဲ့နဲ့ဟုတ်လားလို့သူကမေးလိုက်တယ်။အရှင်ဒီကူတွေထဲမှာကြက်တွေမွေးမြူရတာဘလောက်ခက်ခဲတယ်ဆိုတာအရှင်စိတ်ကူးကြည့်လို့တောင်ရနိုင်မယ်မထင်ဘူး။ကဲတိတ်ရည်စရာကောင်းတယ်သိပြီးတော့ရွှေမြူးဖွေရလေးကောင်းပါတယ်ကျွန်တော်သဘောတူပါပြီဗျာဒါပေမဲ့ကျွန်တော်တိတ်ဆာနေပြီဆိုတော့ကျေးဇူးပြုပြီးကျွန်တော်ကိုစားခွင့်ပေးပါတော့ဗျာဘာပဲဖြစ်ဖြစ်ဟိုဒီမှာခမားအတွက်နောက်ထပ်တန်းကတပြားလို့တန်ကလာကပြောလိုက်တယ်ဒီလိုဆိုရင်ကျွန်တော်ကိုပေးဖို့တူရကီနိုင်ငံ3တန်းက16665ပဲကြံတိုးတာပို့လို့အဆောင်ကအစ်စ်တင်ကြီးစွာပြောလိုက်တယ်အဲ့ဒါအားလုံးကိုကျွန်တော်အရှိမီရရမယ်လေဟာမင်းကဒါကိုပဲစဉ်းစားနေတာဆိုရင်မင်းငါ့ကိုနားမလေတာပဲလို့အခုဆိုရင်ဒိုသားထွက်လာပြီးဖြစ်တဲ့တန်ကလာကအိုပြောလိုက်တယ်မင်းငါစီကနေပြီးအဲ့ဒီမွေအားလုံးကိုဘယ်တော့မှရမှာမဟုတ်ဘူးအဆောင်ကအချက်ပြလိုက်တယ်ဒီတော့ကြက်ကင်ယူလာတဲ့လူကအဲ့ဒီကြက်ကင်ကိုခက်မြက်မြက်နဲ့ပြန်ယူသွားလိုက်တယ်တန်ကလာကအခန်းတောင်းမှာရှိတဲ့သူ့အိယာပေါ်မှာလှေးလိုက်တယ်အဆောင်ကသူ့အစားအသောက်တွေကိုနောက်တစ်ချိန်ပြန်ပြီးစတင်စားတော့တယ်တန်ကလာကပေးတဲ့ဝက်စနေချောင်းအနံ့ကိုရတယ်သူကပိုပြီးဆာလာတယ်သူကနာရီဝက်လောက်ကြာအောင်စောင့်နေလိုက်တယ်သူ့အတွက်200လောက်ကြာတယ်လို့ထင်ရပါတယ်အဲ့ဒီနောက်ပိုင်းမှာဘလို့မှဆက်ပြီးသီးမခံနိုင်တော့ဘူးသူကထပ်ပြီးတကားစီသို့သွားလိုက်ပါတယ်ဒါပါအောင်လို့သူကအဆောင်ကိုခေါ်လိုက်တယ်ငါ့ကိုဒီထက်ပိုပြီးအငတ်မထားပါနဲ့တော့ဒါပေမဲ့သူတို့တွေကျုပ်စီရဘာကိုလိုချင်လဲဆိုတာပြောပြပါမဟုတ်ရပါဘူးအရှင်ကဘာလိုချင်တယ်ဆိုတာကျွန်တော်တို့ကိုပြောရမယ်လေကျွန်တော်တို့ကိုအမင်းအမှားတွေပေးပါကျွန်တော်တို့ဆောင်ရွက်ပေးပါမယ်ဒီလိုဆိုရင်လေငါ့ကိုစားစရာတစ်ခုခုခက်မြက်မြန်ပေးကွာငါစားကျင်တယ်မင်းကြားရလားအရှင်ကဘာများသုံးဆောင်တော်မူရှင်ပါသလဲဒီကြောက်စရာကောင်းတဲ့နေရာမှာကြက်သားတွေရဲ့ဈေးနှုန်းကခေါင်ခိုက်နေတာဆိုတော့ပေါင်မှု6လေးတစ်ချက်လောက်ပဲပေးပါတော့ကောင်းပါပြီခမရလို့အဆောင်ကပြောလိုက်တယ်ပြီးတော့သူကအော်ပြီးမှားလိုက်တယ်အရှင်အတွက်ပေါင်မှုနည်းနည်းယူခဲ့ပါဟေ့ပေါင်မှုရောက်လာတော့အဲ့ဒါအတွက်ဘလောက်ကြားတဲ့တလေးလို့မေးတယ်တူရကီသုံးတန်းက2ပြားကြိုပေးထားနေပြီဖြစ်တဲ့အတွက်16665တန်းကပဲကြားသိမှာတယ်လို့အဆောင်ကပြောလိုက်တယ်။ဟာပေါမို့တလုံးအတွက်ပြင်သစ်မွေသိန်းကြားတဲ့နဲ့ဟုတ်လား။ပြင်သစ်မွေသိန်းမှာခမားလို့အဆောင်ကပြောလိုက်တယ်။ဒါပေမဲ့ကြက်တကောင်အတွက်တုံးကမင်းပြင်သစ်မွေသိန်းပဲတောင်းခဲ့တာလေ။ဟင်းလျာနဲ့စားတော့ခွေစရင်အရာကျွန်တော်တို့ဈေးနှုန်းကိုအပြောင်းလဲမလုပ်ပါဘူး။ပုံတင်ဈေးနှုန်းတစ်ခုတည်းနဲ့ပဲကျွန်တော်တို့ပြုစုပါတယ်။ခမ ्या အနေနဲ့အများကြီးစားနည်းနည်းလေးပဲစားခမ ्या အနေနဲ့စေပကံပဲစားတပကံပဲစားအမြဲတမ်းဒီစင်းတို့အတိုင်းပါပဲခမ ्या မပြောင်းလေးပါဘူးဘာဒီပိုးကြောင်ပြက်လုံးကိုဆက်လုပ်နေတော့ပဲလားဒီမှာကိုလူရဲ့အဲ့ဒါကအတိတ်ပြေမရှိပါဘူးဗျာကျုပ်ကိုအစာရီစာငတ်ပြက်ပြီးတေးစေခြင်းတယ်လို့သာပြောလိုက်ရုပ်ပေါ့အိုးမဟုတ်တာအရှင်ရဲ့ကျွန်တော်တို့ကခမ ्या ကိုဒီလိုမဖြစ်စေချင်ပါဘူးပတ်စံပေးပြီးစားပေါ့ကျုပ်ကဘာနဲ့ပေးရမလဲအယူရဲ့ကျုပ်ရဲ့အိတ်ထဲမှာပြင်သစ်ငွေ3သိန်းကိုထိလာလိမ့်မယ်လို့မင်းထင်နေသလားအရှင်အင်ဂျီအိတ်ထဲမှာချက်စာအုပ်တအုပ်ရှိပါတယ်ပြီးတော့ဘန်မှာပြင်သစ်ငွေ9တန်းရှိပါတယ်တစ်ချိန်မှရင်ပြင်သစ်ငွေ3သိန်းနဲ့ကျပ်အကောင်90လောက်ဝယ်ဖို့လုံလောက်ပါတယ်အခုဆိုရင်ဒါဟာပြက်လို့မဟုတ်ဘူးဆိုတာဒန်ကလာနားလေသွားပါပြီဒါပေမဲ့သူ့ရဲ့လွမ်းမြောက်မှုအတွက်ဓမြတဲ့တောင်းဆိုနေတဲ့ငွေရဲ့တစိမ့်တရေတာပဲအကယ်၍ငါမင်းကိုပြင်သစ်ငွေ3သိန်းပေးရဲ့မင်းကျင်နှံ့မလားပြီးတော့ငါ့ကိုညင်းရှမ်းစားခွင့်ပေးမလားလို့သူကမေးလိုက်တယ်ကျင်းသေးတာပေါ့ခမ ्या လို့အဆောင်ကပြန်ပြောလိုက်တယ်တန်ကလာကပေးဖို့ဆုံးဖြတ်လိုက်တယ်သူကသူ့ရှက်လက်မတ်စာအုပ်ကိုဆွေးထုတ်လိုက်ပြီးမင်းနန်တစ်ချောင်းနဲ့မင်းတောင်းလိုက်တယ်မင်းနန်နဲ့မင်းကိုသူ့စီယူလာတော့သူကတူရကီ3ငွေ16665တန်ချက်လက်မတ်တစ်ဆောင်ကိုရေးပေးလိုက်တယ်ဒီမှာပါဗျာလို့ချက်လက်မတ်ကိုအဆောင်သို့လှမ်းပေးရန်သူကပြောလိုက်တယ်ဒီမှာပါခမ ्या ရဲ့ကြက်သားလို့အဆောင်ကပြောလိုက်တယ်ကြက်သားကိုလှီးဖြန်းနေတော့မှတန်ကလာကတက်ပြင်းချလိုက်တယ်အဲ့ဒီကြက်သားအတွက်ကြတဲ့ငွေစင်းတို့ဟာအရန်ကိုရုတ်တိတန်ဖို့မရတာအဆောင်ကတော့ချက်လက်မတ်ကိုတသေးချာချာဂရုတစိုက်ကြည့်ပြီးသူ့အင်ဂျီအိတ်ထဲထည့်လိုက်တယ်ပြီးတော့သူ့ရဲ့ပေးနဲ့ဝက်စနေ6ကိုဟင်းကိုဆက်စားနေပါတယ်မွန်တီခရစ္စတိုမြို့စားကြီးအခန်း51အစာငတ်ခံနေတော့သူနောက်တနေ့နေ့လယ်လောက်မှာဒန်ကလာကထပ်ဆာလာတယ်အဲ့ဒီနေ့အတွက်ပတ်စံအပေါ်မသုံးရအောင်သူ့အခန်းထဲမှာချန်ထားဖွက်ထားတဲ့ကြက်ကင်တချမ်းကိုပေါင်မှုတစ်လုံးကိုစားတယ်ဒါပေမဲ့စားပြီးချင်းရေငတ်လာတယ်ဒါကိုသူမစင်းစားမိခဲ့ဘူး
အောက်အေးပြီးထိန်းထားဖို့သူစူးစမ်းတယ်ဒါပေမဲ့နောက်ဆုံးကျတော့အဆောင်ကိုခိုးရတယ်ပြီးတော့တောက်စရာတကူကူကိုတောင်းရတယ်အဆောင်ကရေတကရာအတွက်ပြင်သစ်ငွေ2500ပေးစေတယ်ဒါနဲ့များငါမှရှိသမျှပစ္စံအလုံးကိုလိုချင်တယ်တော့မင်းတို့ဘာကြောင့်မပြောရလဲအဲ့ဒါကိုမင်းတို့လိုချင်တာဆိုရင်လေဘာဖြစ်လို့ချက်ချင်းမယူတာလဲလို့သူကမေးလိုက်တယ်ခမည်းပစ္စံအလုံးကိုကျွန်တော်ဆရာကယူချင်တယ်ဆိုရင်ယူလို့ရတာပဲခမည်းစီကသူဘာလို့ချင်တယ်ဆိုတာကျွန်တော်တို့လည်းမသိဘူးဗျာလို့အဆောင်ကပြန်ပြောတယ်မင်းရဲ့ဆရာကဘာတူလဲခမည်းဒီကိုစားရောက်တော့ကခမည်းတွေ့ခဲ့တဲ့ဓမြဘိုလ်ကြီးလေသူ့ကိုတွေးပြရစေရပါတယ်လို့အဆောင်ကပြောလိုက်တယ်တိတ်မကြခင်မှာဓမြဘိုလ်ကြီးကဒန်ကလာရဲ့အခန်းကိုရောက်လာတယ်ကျွန်တော်ကိုလွှတ်ဖို့ခမည်းတော်ငွေဘလောက်လိုချင်လဲလို့ဒန်ကလာကမေးလိုက်တယ်ခမည်းရဲ့ပြင်သစ်ငွေ9တန်းကိုလိုချင်တာပါဒန်ကလာရဲ့ရင်ထဲမှာနာကျင်မှုဝေဒနာကိုခံစားလိုက်ရတယ်ဒါပေမဲ့ဒါကကျွန်တော်ရဲ့အလွန်များပြားတဲ့စီးစိမ်ငွေကြေးတွေထဲမှာတလို့ကလုံးမှာကြံသမျှအားလုံးပါပဲလို့သူကပြောလိုက်တယ်အဲ့ဒါကိုခမည်းယူမယ်ဆိုရင်ကျွန်တော်အသက်ကိုပါယူသွားပါတော့ဗျာခမည်းကိုတက်ခွင့်ကျွန်တော်တို့ကိုပေးမထားဘူးဗျာဘသူကခမည်းကိုခွင့်မပြုတာလဲကျွန်တော်တို့ရဲ့အကြီးအကဲပါဒါပေမဲ့ခမည်းကအကြီးအကဲပါလို့ခမည်းပြောခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ပါတယ်ဒီလူတွေအပေါ်မှာတော့ကျွန်တော်ကအကြီးအကဲပါဒါပေမဲ့ကျွန်တော်အပေါ်မှာနောက်တစ်ယောက်ရှိသေးတယ်ဒန်ကလာကခဏလောက်ကြာအောင်စဉ်းစားတယ်အဲ့ဒီနောက်သူကမေးလိုက်တယ်ဘာဖြစ်လို့ခမည်းရဲ့အကြီးအကဲကကျွန်တော်ကိုဒီလိုလုံးနေတာလဲဗျာကျွန်တော်မသိဘူးကျွန်တော်မှရှိသမျှအရာရာကိုသူကယူလိမ့်မယ်တေချာတလောက်ပေါ့ဗျာကဲကျွန်တော်ကခမည်းကိုတသန်းပေးမယ်ဗျာလို့ဒန်ကလာကပြောလိုက်တယ်မယူဘူး2တန်းဆိုရင်ကိုဗျာ3တန်း4တန်းဆိုရင်ကိုကဲပါ4တန်းဗျာကျွန်တော်ကိုတောက်ခွင့်ပြုမယ်လွတ်မယ်ဆိုရင်ကျွန်တော်ခမည်းကို4တန်းပေးပါမယ်9တန်းတန်တဲ့ကိစ္စကိုခမည်းကဘာဖြစ်လို့ပြင်သစ်ငွေ4တန်းပေးမယ်လို့ကမ်းလှမ်းနေရတာတော့ဘာကြောင့်ခမည်းကကျွန်တော်ကိုစစ်စစ်ဖို့စ조사နေရတာလဲဗန်လုံးကန်းရှင်ကြီးရဲ့ကောင်းပြီလေဒီလိုဆိုရင်လေကျွန်တော်ကခမည်းတို့ကိုအခမ်းရတော့မှာပေါ့ခမည်းတို့ကျွန်တော်ကိုတက်ရှင်တက်လိုက်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ချက်လက်မှတ်ကိုလက်မှတ်ထိုးပေးတော့မှာမဟုတ်ဘူးခမည်းရဲ့သဘောတို့အတိုင်းမှာပဲအရှင်တို့ဓမြဘိုးကပြုတ်ပြီးအခန်းထဲကနေထွက်ခွာသွားပါတယ်နောက်ထပ်ချက်လက်မှတ်မထိုးပေးတော့ဘူးဆိုတဲ့ဒန်ကလာရဲ့ဆုံးဖြတ်ချက်က2ရက်လောက်ကြာပါတယ်အဲ့ဒီနောက်အစားအနည်းငယ်အတွက်ပတ်စံတန်းပေးတယ်ဓမြတွေကသူ့စီအလွန်ကောင်းမွန်တဲ့အစားအသောက်တနပ်ပို့ပေးပြီးသူ့ရဲ့ပတ်စံတန်းကိုယူလိုက်တယ်12ရက်ကုန်ဆုံးတဲ့နေ့မှာဒန်ကလာကသူ့ရဲ့ငွေစည်းရင်းတွေကိုတွက်ချက်ကြည့်လိုက်တယ်ဒီတော့သူ့မှာပြင်သစ်ငွေ9000ပဲကျန်တော့တာကိုတွေ့ရတယ်သူ့ရဲ့နောက်ဆုံးပတ်စံ9000ဆုံးရှုံးရမှာကိုသူဘလို့မှသိမခံနိုင်တော့ပါဘူးဘေးချက်လက်မှတ်ကိုမှလက်မှတ်ထိုးမပေးတော့ဘူးလို့ထပ်မံဆုံးဖြတ်ပြီးသူကစတင်အစာငတ်ခံတယ်သူကကြောင်ကတန်းတွေဖြစ်လာတယ်တခါတရံမှာအဖိုးကြီးတယောက်ကတင်တစ်ခုကိုလေးလျောင်းပြီးအစာရည်စာပြက်လက်တေတော့မဲ့စီစီဖြစ်နေတာသူတွေ့ရတယ်သူမြင်အောင်တယ်အဲ့ဒီလိုသူ့ကိုယ်သူအစာငတ်ခံနေတာ9ရက်ကြာတယ်အဲ့ဒီနောက်သူ့ကိုအစားအစာနေနေပေးပါလို့အဆောင်ကိုစတင်တောင်းခံတယ်။ပေါင်မှုတစ်လုံးစာအတွက်ပြင်သစ်ငွေ1000ပေးပါမယ်လို့သူကကမ်းလှမ်းတယ်။ဒါပေမဲ့အဆောင်ကသူ့ကိုဂရုမစိုက်ဘူး။နောက်ဆုံးမှာဓမြဘုံနဲ့ထပ်ပြီးတွေ့ပြရစေလို့သူကတောင်းဆိုတယ်။ဓမြဘုံရောက်လာတဲ့အခါဒန်ကလာကသူ့ရှိမှဒူးထောက်လိုက်တယ်။ကျွန်တော်မှရှိသမျှအရာရာကိုယူပါတော့ဗျာလို့သူကညင်းတွားပြောဆိုတယ်။ကျွန်တော်ကိုဒီနေရာကသာထွက်သွားခွင့်ပြုပါပတ်စံတပြားမှမရှိရင်နေပါစေကျွန်တော်ကိုလွတ်လပ်သွားခွင့်ပြုပါခမည်းဟာဒုက္ခဝေဒနာတွေခံစားရတယ်လို့ထင်တယ်ဒါပေမဲ့ခမည်းထက်ပိုပြီးဒုက္ခခံရတဲ့လူတွေရှိသေးတယ်ဗျာလို့ဓမြဘုံကပြောလိုက်တယ်အိုးကျွန်တော်ကအဲ့ဒီတော့မထင်ခဲ့ဘူးဗျာဟုတ်ကဲ့အစာရေစာငတ်ပြက်ပြီးတည်သွားခဲ့ရတဲ့သူတွေလည်းရှိတယ်ဗျာပြီးခဲ့တဲ့ရက်အနည်းငယ်လောက်ကသူအိမ်မက်တွေထဲမှာတွေ့ရတဲ့တနာစရာကောင်းတဲ့အဖိုးအကိုထံကလာစဉ်းစားမိတယ်ဟုတ်တယ်ဗျာအဲ့ဒါအမှန်ပဲလို့သူကပြောလိုက်တယ်နိုးထက်ပိုပြီးခံစားရတဲ့တချို့လူတွေရှိသေးတယ်ခမည်းနောင်တရပြီလားလို့အတန်အိုးတတန်ကမေးလိုက်တယ်အဲ့ဒီအတန်ကဒန်ကလာကိုကြက်တီဝင်းရင်ထသွားစေတယ်တကယ်ပါပဲဗျာကျွန်တော်လုပ်ခဲ့မိတဲ့အမကောင်းမှုအတွက်ကျွန်တော်ဝမ်းနည်းမိပါတယ်လို့ဒန်ကလာကအတန်ကြင်ကြင်နဲ့ပြောလိုက်တယ်ဒီလိုဆိုရင်ခမည်းကိုကျွန်တော်ကခွင့်လွှတ်လိုက်ပြီလို့အဲ့ဒီအတန်ရှင်ကပြောလိုက်တယ်စကားပြောတဲ့လူကတကားအခန်းတကားနာထိကတ်လာပြီးသူဘသူလေးဆိုတာကိုပြလိုက်တယ်မွန်တီခရစ္စတိုမြို့စာကြီးတို့ပင်းသက်ရှူရဲ့ဒန်ကလာကပြောလိုက်တယ်ခမည်းမှားနေပြီကျုပ်ကမွန်တီခရစ္စတိုမြို့စာကြီးမဟုတ်ဘူးဗျဒီလိုဆိုရင်ခမည်းဘသူလဲဗျကျွန်တော်ကခမည်းသစ္စာပေါက်ပြီးဂုံတိတ်ခါတွေကြဆင်းအောင်လုခံခဲ့ရတဲ့သူပေါ့ကျွန်တော်နဲ့လက်ထပ်ဖို့စစ်ဆက်ထားတဲ့သူကိုတခြားလူတယောက်လက်ထဲထည့်ပြီး
အဲ့ဒီလူနဲ့လက်ထပ်ဖို့ခမားစောအတဲ့လုတာခံခဲ့ရတဲ့သူပေါ့တို့ကခမားဘဝမြင့်တဲ့အောင်ပုံမကောင်းမွန်တဲ့ရာထူးတစ်ခုခမားရအောင်ခမားနင်းရှည်ဆိုကားရှင်းခံခဲ့ရတဲ့သူပေါ့ကျွန်တော်ဖခင်အစာငတ်ရေငတ်ဖြစ်ပြီးတည်အောင်ခမားလုတာခံခဲ့ရတဲ့သူပေါ့ကျွန်တော်ကအဒမွန်တန်တီလေးတန်ကလာကအိုဟစ်လိုက်ပြီးမြေပြင်ပေါ်သို့လေးကျသွားပါတယ်ထပါလို့မျိုးစားကြီးကပြောလိုက်တယ်အခုကျွန်တော်ကခမားကိုခွင့်လွှတ်လိုက်ပါပြီခမားမှာကြံသေးတဲ့ပြင်သစ်ငွေ9000ကိုတင်ထားပါခမားခိုးယူတူရက်ခဲ့တဲ့9တန်းကတော့ဆေးရုံကိုပြန်ပေးလိုက်ပါပြီကဲအခုခမားအစားအသောက်တစားနိုင်ပါပြီအဲ့ဒီနောက်မှာခမားလွတ်လပ်သွားနိုင်ပါပြီတန်ကလာဂူရီတီကနေလွတ်လာတဲ့အခါမှာတော့သူ့စပင်းတွေတကောင်လုံးဖွေးလောက်အောင်ဖြူသွားပြီဆိုတာသူတွေးလိုက်ရပါတော့တယ်ဒန်ဒီရဲ့ဂလက်စားရှင်မှုကလုံးဝပြည့်စုံသွားပါပြီ